အခုလက်ရှိကမ္ဘာဘောလုံးလောကမှာအကောင်းဆုံးအပြုလေမက်ဆီလားရိုနယ်ဒိုလား sport brand ဆိုရင်ရော Adidas လား Nike လားလွန်ခဲ့တဲ့၄နှစ်အချိန်ကာလဖြစ်တဲ့2022ကာတာကမ္ဘာဖလားဖိုင်နယ်မှာမက်ဆီဝါကပ်ကိုနမ်းလိုက်တဲ့မြင်ကွင်းကိုအားလုံးမှတ်မိကြအောင်ပဲထင်ပါတယ်မက်ဆီကမ္ဘာဖလားကင်မြောက်လိုက်တဲ့အချိန်မှာသူစီးရတာကရွှေရောင်တလက်လက်တောက်ပနေတဲ့ Adidas ဖက်နယ်လေးပါပဲတကယ်တော့မက်ဆီကအစကတည်းက Adidas ရဲ့လူမဟုတ်ခဲ့ဘူးပေါ့နော်အခုချိန်မှာတော့ Adidas လို့ဆိုလိုက်တာနဲ့မက်ဆီလို့ဆိုလိုက်တာနဲ့ Adidas လို့ပြေးမြင်နေရတော့တဲ့အထိ Adidas နဲ့မက်ဆီကအတွဲဆက်လို့ဖြစ်နေပြီပေါ့နော်ဒါပေမဲ့တစ်ချိန်လုံးကကြတော့မက်ဆီက Nike ဖနက်တွေကိုစီးခဲ့တဲ့အားကစားသမားတစ်ယောက်ဖြစ်ခဲ့ဘူးတာပါပဲမက်ဆီရဲ့ငယ်ဝါပုံလေးတို့ပြန်ကြည့်တယ်ဆိုရင်သူ Nike ဖနက်တွေစီးပြီးတော့ဘောလုံးကန်ခဲ့တာကိုအားလုံးတွေ့ကြမှာပါဒါဆိုရင်ကမ္ဘာအကောင်းဆုံးကစားသမားတစ်ယောက်ကို Nike ကဘာလို့လက်လွတ်ခံလိုက်ရတာလဲအဲ့ဒီတက်ကောရိုနယ်ဒိုထက်မက်ဆီကိုဘာလို့စာချုပ်ချုပ်လိုက်တာလဲ Nike လက်လွတ်ခဲ့ရတဲ့ကစားသမားမက်ဆီကကမ္ဘာဖလားကိုကင်မြောက်နိုင်ခဲ့တဲ့အတွက် Nike အနေနဲ့ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်သွားခဲ့လားဇလန်ကိုစပြောရရင်တော့2000ခုနှစ်တည်းရဲ့အစပိုင်းကိုပြန်သွားရမှာပေါ့နော်အဲ့ဒီချိန်တော့မက်ဆီဆိုတာအခုလိုကမ္ဘာကျော်ကုန်ကြီးမဟုတ်သေးဘူးဘာစီလိုနာအကယ်ဒမီလာမာစီယာကနေထွက်လာတဲ့အရက်ပူပူစပင်းရှည်ရှည်နဲ့ကောင်လေးတစ်ယောက်ပဲရှိသေးတယ်ပေါ့နော်ဒါပေမဲ့သူ့ချက်တောင်းမှာဘောလုံးရောက်ဝိုင်းမှော်ဆိုင်တဲ့အခိုက်တက်တွေတွေ့ရတယ်ဆိုတာနီးပြတွေအားလုံးကသတိထားမိကြတယ်အဲ့ဒီချိန်တုန်းက Nike ကတော်တော်လေးကိုမျက်စိလင်းတယ်ဒီကောင်လေးကတော်တယ်အလားလာရှိတယ်ဆိုတာကိုမြင်တဲ့အတွက်မက်ဆီနဲ့စောစောစီးစီးပဲစာချုပ်လေးတစ်ခုချုပ်ထားလိုက်တယ်အဲ့ဒီတော့ဘာစီလိုနာရဲ့ဂျာစီကလည်း Nike ပဲဆိုတော့မက်ဆီအတွက် Nike ဖက်နက်စီးတာကအရန်ကို live ဖက်ပြီးတော့တဘာဝကျတဲ့ contract တစ်ခုဖြစ်နေခဲ့တာပေါ့နော်2005ခုနှစ်လူငယ်ကမ္ဘာဖလားရောက်တဲ့အခါမှာလည်းမက်ဆီကခြေစွမ်းပြပြီးတော့ပို့ဆွဲတယ်အဲ့ဒီတော့ကလည်းသူစီးတာက Nike ဖက်နက်ပါပဲ Nike အတွက်အဲ့ဒီအချိန်မှာမက်ဆီကသူတို့အတွက်နံပါတ်1လုံးဝမဟုတ်ခဲ့ပါဘူးအလားလာရှိတယ်ဒီကောင်လေးတော်တယ်ဆိုပြီးစာချုပ်လေးတစ်ခုချုပ်ထားရုံပဲ Nike ရှိမှာက superstar တွေအများကြီးရှိတယ် Ronaldinho ရှိတယ် Cristiano Ronaldo ရှိတယ်ဆိုတော့မက်ဆီကိုသူတို့ကအလားလာရှိတဲ့ကောင်လေးတယောက်ပဲဆိုတဲ့အဆင့်တော်ပဲသဘောထားခဲ့တာအဲ့ဒီလိုသဘောထားခဲ့တဲ့အတွက် Nike နဲ့အကြီးမားဆုံးအမှားတစ်ခုကိုဆက်ပြီးတော့ကျူးလွန်မိသွားတယ်တရက်ကြတော့မက်ဆီရဲ့အဖေဖြစ်တဲ့သူက Nike ရဲ့ရုံးခွဲကိုဖုံးဆက်ပြီးတော့သူ့သားအတွက်လေ့ကျင့်ရေးဝတ်စုံ trust လေးအသစ်လေးတွေပို့ပေးဖို့လှမ်းတောင်းခဲ့တယ်ဒီနေရာမှာစဉ်းစားကြည့်ပေါ့ကမ္ဘာအဆင့်ကစားသမားတယောက်ရဲ့အဖေက trust လေးတောင်းတာကဒီကုမ္ပဏီတစ်ခုတည်းဘာမှမပြောပါတော့တဲ့ကိစ္စလေဒါပေမဲ့ Nike ဘက်ကအဲ့ကိစ္စကိုလုံးဝဂရုမစိုက်ဘူးပေါ့နော်ဒါပေါ်သေးသေးကိစ္စဆိုပြီးတော့လစ်လို့ရှုပ်ခဲ့တာတကယ်တမ်းတော့ဒါပေါ်ကြီးကြီးကိစ္စပေါ့နော်အဲ့ဒါကိုသူတို့ကလစ်လို့ရှုပ်ခဲ့ပြီးတော့ trust ပို့ပေးဖို့နောက်ကျခဲ့တယ်ပို့ပေးတဲ့အခါမှာလည်းတေချာမပို့ပေးခဲ့ဘူးပေါ့နော်မက်ဆီအဖေအတွက်ကတော့ဒါငါသားကိုတန်ဖိုးမထားဘူးစော်ကားတွေလို့ခံစားလိုက်ရတယ်ငါသားကနာဂက်ရဲ့အကောင်းဆုံးကစားသမားဖြစ်လာမှာကို Nike ကလူတွေကလေ့ကျင့်ရေးဝတ်စုံလေးစုံတော့တေချာမစီစဉ်ပေးနိုင်ဘူးဆိုပြီးတော့မက်ဆီရဲ့အဖေဖြစ်သူကဒေါသထွက်သွားခဲ့တယ်လူဆိုတာကကိုယ့်ကိုတန်ဖိုးထားတဲ့နေရာတစ်ခုမှာပဲနေကျင်ကြတာလေကိုယ့်ကိုအလေးထားတဲ့ brand နဲ့ပဲလက်တွဲလှုပ်လှုပ်ချင်ကြတာတဘာဝပဲပေါ့နော်အဲ့ဒီလိုအားကစားလေ့ကျင့်ရေးဝတ်စုံလေးတစ်စုံကြောင့်စတင်ခဲ့တဲ့မကျေနပ်ချက်အဆိုင်ကလေးတစ်ခုရှိနေတဲ့အချိန်မှာပဲဇလန်တဲ့ကိုအဲ့ဒီတက်ကဝင်လာခဲ့တော့တာပါပဲအဲ့ဒီတက်ကအဲ့ဒီအချိန်မှာ Nike နဲ့ Messi ရဲ့အခြေအနေကိုတေချာလေးအကဲခတ်နေခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်တုန်းကအဲ့ဒီတက်က Messi ကစားနေတဲ့ဘာစီလိုနာရဲ့ပြိုင်ဘက် Real Madrid ကိုစပွန်ဆာပေးထားတာအဲ့ဒီတက်ကမက်ဆီကစားနေတဲ့ဘာစီလိုနာရဲ့ပြိုင်ဘက်ရီယယ်မက်ဒရစ်ကိုစပွန်ဆာပေးထားတယ်ဆိုပေမဲ့ဒီအာဂျင်တီးနားကောင်လေးရှိမှာတာမန်မဟုတ်တဲ့ပါရမီတစ်ခုရှိနေတယ်ဆိုတာကိုလည်းအဲ့ဒီတက်ကကောင်းကောင်းကြီးမြင်နေပါတော့ထရက်ဆူပြဿနာကြောင့်မက်ဆီမီသားစုနဲ့ Nike ကြားမှာအဆင်မပြေဖြစ်နေတာကိုလည်းအဲ့ဒီတက်ကအမိအယသုံးချလိုက်နိုင်တယ်ပေါ့နော်အဲ့ဒီတက်ရဲ့ချက်ကပ်ပေါ်ရိုးရိုးလေးပဲသူတို့ကမက်ဆီစီသွားပြီးတော့ပတ်စံအပုံလိုက်သွားပေးတာမျိုးမဟုတ်ဘူးမက်ဆီမီသားစုရဲ့နှလုံးသားကိုအရင်ဆုံးသွားဝယ်တာအဲ့ဒီတက်ကမက်ဆီကိုချင်းကပ်တဲ့အခါမှာမင်းကငါတို့ရဲ့အမှတ်တစိတ်တွေထဲကတယောက်မဟုတ်ဘူးမင်းကငါတို့ရဲ့အဓိကအနာဂတ်ပဲဆိုတဲ့သဘောမျိုးနဲ့ချင်းကပ်ခဲ့တယ်မက်ဆီကိုမက်ဆီစိတ်တိုင်းကျဖက်နက်ဒီဇိုင်းတွေကိုရွေးချယ်ခိုင်းတယ်မက်ဆီရဲ့ခြေထောက်နဲ့အန်ဝင်ခွင်ကျဖြစ်ဆုံးဖက်နက်တွေကိုတည်တံ့ဖန်တီးပေးတယ်မက်ဆီလိုချင်တာမှန်သမျှကို Nike တို့ဥပိ္ပခါမပြုဘဲနဲ့အကုန်အများဆုံးဖြည့်ဆည်းပေးခဲ့တယ်အတူတူပြောရရင်အဲ့ဒီတက်ကမက်ဆီကိုမင်းသားတစ်ပါးကိုဆက်ဆံခဲ့တာပေါ့နော်2006ခုနှစ်ဖေဖော်ဝါရီလရောက်တဲ့အခါမှာတော့ဘောလုံးလောကတစ်ခုလုံးအံ့အားသင့်သွားစေခဲ့တဲ့မက်ဆီနဲ့အဲ့ဒီတက်စာချုပ်ချုပ်လိုက်ပြီဆိုတဲ့သတင်းကထွက်လာခဲ့တယ်Nike အနေနဲ့အဲ့ဒီအချိန်မှာဒေါသထွက်ပြီးတရားစွဲတာတွေပါတောင်လုပ်ခဲ့ပါသေးတယ်ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီ
မက်ဆီရဲ့စိတ်ကအဲ့ဒီတက်စီကိုအလုံးစုံရောက်သွားခဲ့တာဖြစ်တဲ့အတွက်မက်ဆီကအဲ့ဒီတက်နဲ့ပဲလက်တွဲဖို့ရွေးချယ်လိုက်ခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးတော့အဲ့ဒီတက်နဲ့မက်ဆီဆိုတာခွဲခြားလို့မရတဲ့မိသားစုတွေဖြစ်သွားခဲ့တယ်အလုပ်ကိစ္စရစာချုပ်ချုပ်တယ်ဆိုပေမဲ့သူတို့ကမိသားစုတစ်ဖွဲ့ကိုရင်းနှီးနှီးကိုဖြစ်သွားခဲ့တယ်အားလုံးမှတ်မိကြအောင်မယ်2014ကမ္ဘာ့ဖလားဗိုလ်လုပွဲအဲ့ဒီပွဲမှာအာဂျင်တီးနားရှုံးသွားခဲ့တယ်ဗောနော်ပွဲပြီးမှမက်ဆီရွှေရောင်ကမ္ဘာ့ဖလားကြီးကိုဆွဆွမြင့်မြင့်လှမ်းကြည့်နေတဲ့ပုံလေးကအခုထိကျွန်တော်တို့မျက်လုံးထဲမှာမြင်အောင်နေတော့မှာပဲအဲ့ဒီတုန်းကသူ့ချက်တော့မှစီးထားတာကလည်းအဲ့ဒီတက်ဖက်နဲ့ပါပဲ2018ကမ္ဘာ့ဖလားရောက်တဲ့အခါမှာလည်းစိတ်ပြက်စရာတွေထပ်ပြီးတော့ကြုံရပြန်တယ်လူတွေကဝေဖန်လာကြတယ်မက်ဆီကကလပ်အသင်းမှာပဲတော်တာနိုင်ငံအသင်းနဲ့ဆိုရင်ကမ္ဘာ့ဖလားဘယ်တော့မှရမှာမဟုတ်ဘူးဆိုပြီးတော့မက်ဆီကိုလည်းဝေဖန်တဲ့အတန်အများကြီးထွက်ခဲ့တယ်ဒါပေမဲ့အဲ့ဒီတက်ကတော့သူတို့ရဲ့ယုံကြည်ရွေးချယ်ထားတဲ့မင်းသားလေးကိုတစ်ခါမှတော့ကြောက်ခိုင်းမသွားခဲ့ပါဘူးဒီလိုနဲ့2022ကမ္ဘာ့ဖလားကိုရောက်လာခဲ့တယ်ဒါမက်ဆီနဲ့ရိုနယ်ဒိုအတွက် The Last Dance ပဲဆိုတာကပိတ်သက်တွေအားလုံးနားလည်ထားကြတယ်အဲ့ဒီတက်ကလည်းဒီတစ်ခါတော့တာမန်လို့လုပ်လို့မရတော့ဘူးဒါကြောင့်သူတို့ကမက်ဆီအတွက်အထူးသီးသန့်ဖက်နှက်တရံကိုဖန်တီးခဲ့တယ်အဲ့ဒီဖက်နှက်ရဲ့နာမည်က 88 Speed for the Lionel Messi လို့ခေါ်ပါတယ် Lionel ဆိုတာကစပိန်လိုအတန်ထွက်နဲ့ဒန်နာရီတို့အဓိပ္ပာယ်ရတယ်ဖက်နှက်ဒီဇိုင်းကတော့ရွှေရောင်တစ်ဖိတ်ဖိတ်တောက်ပနေတဲ့ဒီဇိုင်းကာလာအနေထားဆိုတော့လုံးဝရှယ်ကြီးအဲ့ဒီအဓိပ္ပာယ်ကတော့ရှင်းပါတယ်မင်းကခင်းပဲသွားပြီးတော့မင်းရဲ့ crown ယူလိုက်တော့ဆိုတဲ့အဓိပ္ပာယ်ပါပဲ2020 World Cup Final မှာပြင်သစ်နဲ့အကျိတ်နဲ့ကန်ရတဲ့အဲ့ဒီပွဲကလည်းတော်တော်လေးကိုကြည့်လို့ကောင်းခဲ့တယ်မက်ဆီဂိုးတွေသွင်းတယ်ပြင်သစ်ဘက်ကလည်းအမ်ဘာပေကဂိုးတွေသွင်းတယ်ပယ်နယ်တီအဆုံးဖြတ်မှာတော့အာဂျင်တီးနားကနိုင်သွားခဲ့တယ်ကွင်းထဲမှာမက်ဆီဒူးထောက်ပြီးငိုချလိုက်တဲ့အချိန်ကတော့ကမ္ဘာကြီးတစ်ခုလုံးရက်တန့်သွားခဲ့တဲ့အခိုက်အတန့်တစ်ခုဖြစ်သွားခဲ့တာပါပဲနောက်ဆုံးတော့အဲ့ဒီတက်ရဲ့ရွှေရောင်ဖက်နှက်ကိုစီးရတဲ့မက်ဆီကရွှေရောင်တစ်ဖိတ်ဖိတ်တောက်ပနေတဲ့ကမ္ဘာဖလားကိုကင်မြောက်နိုင်ခဲ့ပါပြီပေါ့နော်အဲ့ဒီအခိုက်အတန့်ကအဲ့ဒီတက်ဆိုပါအကြီးအမားဆုံးအခမ်းအနားဆုံးအောင်ပွဲတစ်ခုပါပဲထရက်ဆူတစုံကြောင့်ပြဿနာတက်ခဲ့တဲ့အချိန်ကစလို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကမက်ဆီကိုယုံကြည်ပြီးပုံအောခဲ့တဲ့အဲ့ဒီတက်ရဲ့ရွေးချယ်မှုကအလှပဆုံးပုံမြင်တဲ့တပုတ်အဖြစ်အဆုံးသတ်သွားနိုင်ခဲ့ပါတယ်ဒီကနေကျွန်တော်တို့ဘာသင်ခန်းစာရနိုင်မလဲအဓိကကတော့ကိုယ်တန်ဖိုးထားတဲ့နေရာမှာနေဖို့ဆိုတာပါပဲမက်ဆီဒါအဲ့ဒီအချိန်က trust ပြဿနာကိုအရေးမကြီးပါဘူးဆိုပြီးတော့ငါ Nike နဲ့ပဲဆက်နေလိုက်မယ်ဆိုပြီးတွေးခဲ့တယ်ဆိုရင်ဒီလောက်ထိကြီးကျယ်ခမ်းနားတဲ့ပံ့ပိုးမှုတွေရနိုင်မှာမလားအဲ့ဒီတက်ကတော့သူတို့ယုံကြည်တဲ့လူကိုအရေးတကြီးကြီးနဲ့ပံ့ပိုးပေးခဲ့လို့အခုလိုကမ္ဘာဖလားအောင်ပွဲမှာသူတို့ရဲ့ brand ကိုကမ္ဘာကျော်ပုံရိပ်တစ်ခုအနေနဲ့ထပ်ပြီးတော့မြင့်တင်စေခဲ့နိုင်တာပါပဲမက်ဆီရဲ့စ조사အထောက်မှုနဲ့မလျှော့တော့ဇွဲကအဓိကဆိုပေမဲ့လည်းသူ့ကိုတန်ဖိုးထားပြီးယုံကြည်ပေးခဲ့တဲ့အဲ့ဒီတက်ရဲ့အခန်းကဏ္ဍကလည်းခြံထားလို့တော့မရဘူးပေါ့နော်ဆိုတော့အဲ့ဒီတက်ရဲ့မက်ဆီကတော့ကမ္ဘာဖလားကိုကင်မြောက်သွားနိုင်ခဲ့ပြီ Nike ရဲ့ Ronaldo ရောဒီနှစ်2026မှာကမ္ဘာဖလားကိုကင်မြောက်နိုင်မလားအခုကြည့်ရှုနေတဲ့ပရိသတ်တွေကရောဘယ်လိုထင်လဲ Sport brand ဆိုရင်အဲ့ဒီတက်ကိုကြိုက်လား Nike ကိုပိုကြိုက်လားအောက်က comment မှာလွတ်လပ်လပ်ဝင်ရောက်ဆွေးနွေးပေးတော့ကြပါဦး